ဟာကိုသားသမီးကိုသားသမီးမရှိရှိလေရွှေရှိဖို့လိုတာပဲကိုသားသမီးကိုမျက်စိပြ သားလေးနဲ့ဆွေးကြီးနဲ့ဘာလို့မအောင် ဟမ် သားလေးနဲ့ချီပဲနဲ့ဆွေးကြီးဆွဲပြီး နော်ဟုတ်လားဟောဥစ္စာသားမခေါ်တော့မယ်တဲ့ခေါ်တော့လိုက်တော့မှာပေါ့လို့အဲ့ဒီကရွှေတွေငွေတွေမိလာဖို့မှာလို့သားသမီးမရှိဘဲနဲ့တော့ရွှေတွေငွေတွေဘာလုပ်မှာတော့လဲ ဟိုတော့မှခေါ်ထားမယ် အဘလိုကလည်းအဲ့လိုပဲလေပေါက်ပြားနဲ့တကောင်တောင်းနဲ့ယူရဲဆိုအဘလဲမှကြောက်လို့မသွားရဲဘူးဆိုတော့ရွမြောက်ဖောက်ခိုင်း ဟုတ်တယ်ဆံကပါနာမယ် ဆောင်းကပါလား မခိတော့ဒါကူထရ ဒိန်သေး တိတ်ထရ ဟုတ်ဘူးကိုသိန်းလေးပေါ့ကွာဟုတ်တယ်သူလည်းဥစ္စာဆောင်ဝင်လာတာပဲ ဒီနေ့ကျနေနဲ့အကူထေးတဲ့မမချူရောက်တဲ့ကူထေးဝင်လာ သူလည်းဥစ္စာဆောင်ဝင်လာတာပဲလာပေးတယ်ဘာလို့လာမယူရတော့ ဆောင်းကပါနာမယ်ဒီထမင်းလာလာလေပြောတယ်ငါအဲ့ပြောတာလေ ကြောက်တာ ဘာမှဘူးကိုလဲထားမှန်းရောက်ပါလေ ဘာလဲအားလေတာနော် အာဝီ သူကပေးတာယူလဲတာမှမဟုတ်ဘူးနော် ပြီးတော့လဲထားမှ အဲ့တော့မှဘာသွားတာဆိုရင်သူတို့ချမ်းသာပြီပေါ့ ပြီးမှနော် ဒါတော့ဆိုလည်းငလင်းလို့တိုက်ရင်ပြူရောပေါ့ ထမင်းလည်းရှုပ်သူနေရလည်းမရှိတော့ ဟုတ်တယ်မရှိတော့ ဘာမှဟိုအင်္ဂါမရှိတော့ ရှိတော့ ဟုတ်တယ်ကမ်းပြေစံကန်ကန်ကြီးလာတော့လေတို့ဒီအကြီးကြီးရွာထဲမှာတို့ပူပလက်ကလေးတွေအကြီးကြီးအကြီးကြီးတဲ့ ရေးတွေကြီးတော့ရေးတွေကြီးတော့ စီတုံရောပါလာရတယ်ဆိုတော့တက်ရောပါလာရတယ်တချို့ဆွေဦးတွေတောင်ရတယ်ဟုတ်ချောင်းတွေကောင်တာ ဟုတ်လား ဆွေဦးတွေရတယ်စုကဟာရတယ်တော့လည်းတောင်းနေပါရဲ့ဆွေဦးရတယ်ဆန်းလိုက်တဲ့လူတွေပါလို့နေမှာမလား ထားပါ ဟိုကလည်းမင်းလေးကရင်းနေတာကောက်ကနေချမ်းလာတာမွဲတာနားမလဲဘူး